ကျွန်တော်တို့ဒီငင်းကြီးလှုပ်ပြီးတဲ့အခါမှာနောက်ဆက်တွဲကူးစက်ရောဂါတွေနဲ့အဓိကတော့တန်ရှင်တဲ့ရေကိုမရနိုင်တဲ့အတွက်ကြောင့်မလို့ cholera လို့ခေါ်တဲ့ကာလာဝန်ရောဂါဖြစ်နိုင်တယ် typhoid fever တွေလည်းဖြစ်နိုင်တယ်အသက်ရောက်သဝါ AE စတဲ့ရောဂါတွေဖြစ်နိုင်ခြေများတယ်နောက်ပြီးရေသေးဖြစ်သွားတဲ့အခါကျတော့ချင်ပေါက်ပွားမှုလုံးများတော့ကျတော့ဒီသွေးလွန်တုပ်ကွေးတို့ malaria တို့ chick လို့ခေါ်တဲ့ chicken gunya တို့အမျိုးတွေဖြစ်နိုင်ခြေရှိနိုင်တယ်နောက်ပြီးချက်ခါကျလူနေထူထပ်တဲ့နေရာတွေမှာဆိုရင်တော့ဒီအဆုတ်ရောင်ယောဂတွေအပြင်ဒီ TB တို့လည်းဖြစ်နိုင်ခြေတော့ရှိတယ်နောက်ပြီးရေကိုလုံးလုံးလောက်မရနိုင်တဲ့အခါကျတော့တကိုယ်ရေတန်ရှင်းမှုကအားနည်းတာတော့ကျတော့ကျွန်တော်တို့အနေနဲ့ဒီပွေးဝဲညင်းယာနာအမျိုးယောဂတွေလည်းဖြစ်နိုင်ခြေလေးတော့ရှိတယ်ပေါ့ဒီနိုင်ငံတကာမှာတော့ငင်းကြီးလှုပ်ပြီးနောက်ဆက်တွဲကူးစက်ရောဂါသဘောမျိုးကြီးကြီးမားမားဖြစ်ခဲ့တဲ့ဥမာအနေနဲ့ကတော့အဓိကတော့ Haiti 2010ငင်း年ပေါ့အဲဒီတော့ကတော့ကာလာဝန်ရောဂါက outbreak လို့ဖြစ်သွားတယ်အဲဒီတော့လူပေါင်း8,200,000လောက်ကာလာဝန်ရောဂါဖြစ်ပြီးတော့မှလူ1,000,000လောက်နီးပါးသေသွားခဲ့တယ်အဓိကတော့ဒီတန်ရှင်းတဲ့ရေမရတာရဲ့နောက်ပြီးချက်ခါကျဒီရေစိုးစွန့်ပစ်ဖို့အတွက် infrastructure ဒီမရှိတာတွေပေါ့အဲဒီတော့ကြောင့်မို့အဓိကဖြစ်သွားတာပေါ့အဲဒီတော့ကတော့ဒီကုသယောဂါတွေနဲ့နောက်ဖြစ်လိဖြစ်ထားရှိတဲ့ယောဂါတွေအတွက်ကတော့အဓိကကတော့ဒီတန်ရှင်းတဲ့တောက်ရည်သုံးရည်ရဖို့ပေါ့အဲဒီအတွက်ကတော့ဒီရေကိုအခုရေတန့်3နိုင်ရေတန့်3နေနဲ့နောက်ပိုင်းကျရင်ရေကိုကြိုချက်တောက်တာတို့ဒီရေတန့်ဆေးပြားတို့ကလိုရင်းဆေးပြားတို့ရရင်အဲဒီဟာမျိုးတွေခတ်ပြီးတော့မှ3နေနဲ့နောက်ပြီးချင်းချောက်ဖြစ်တဲ့ယောဂါတွေကိုကာကွယ်ဖို့အတွက်ကတော့ချင်းအောင်ထောင်အိတ်တာမျိုးတွေနောက်ပြီးချင်းဆေးဖြန်းတာမျိုးတွေအမျိုးတွေလုပ်တဲ့နဲ့နောက်ပြီးတကူရေချမ်းမာရေးနဲ့ဒီကလက်ဆေးတာပေါ့အိမ်နာတက်ပြီးရိုင်းနောက်ပြီးဒီအစားတောက်တွေမပြင်ဆင်ခင်တိုင်းမှာလက်တန့်ဖို့အတွက်အဓိကအမျိုးလက်ဆေးနည်းတွေအဓိကသိတဲ့နယ်ပေါ့နောက်ပြီးတကယ်လို့ကာလာဝန်ရောဂါလိုမျိုး outbreak သဘောမျိုးဆန်ကက်ယောဂါဆန်ဖြစ်လာနိုင်ခြေရှိရဆိုရင်တော့မှချက်ချင်းတတိထားပြီးတော့မှချက်ချင်း action လာတဲ့နယ်ပေါ့နောက်ပြီးအဓိကမြေပြင်မှာကျတော့ဒီရွေလျားချမ်းမာရေးစိတ်ပေးကန်းတွေဆေးရုံတွေစီကိုမှဒီကုသမှုလွယ်ကူကူနဲ့မြင်မြန်ဆက်ရောက်ရှိဖို့အတွက်လိုဖြစ်တဲ့နယ်ပေါ့ဒီစေယုံစေကန်ဒီမှာလည်းပဲဒီကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကိုအကုန်လုံးဝိုင်းဝန်းပြီးတော့မှရှီအောင်လုပ်ထားတဲ့နယ်ပေါ့ဟုတ်ကျွန်တော်တို့ဘာတွေစမ်းလှပ်ပြီးပြင်ဆင်သင့်လဲဆိုတော့ဘဝပြောခဲ့တဲ့အတိုင်းပေါ့အဓိကတော့တောက်ရည်သုံးရည်တွေတန်ရှင်းဖို့အစားတောက်တွေတန်ရှင်းဖို့အဓိကနောက်ပြီးတော့ချမ်းမာရေးအခြေအနေတွေတကယ်လို့ဖြစ်ပြက်လာရင်တော့မှပဲဒီကယောဂါဝမ်းပြက်ဝမ်းရှောယောဂါတွေဖြစ်လာရင်တော့မှပဲအဓိကထိရောက်တဲ့ကုသမှုတွေရရှိဖို့အတွက်မြေပြင်မှာပဲဒီရွေရှားချမ်းမာရေးစေကန်းတွေဖြစ်ဖြစ်ဒီမှာစေယုံစေကန်းတွေဖြစ်ဖြစ်ကိုချက်ချင်းရောက်ရှိဖို့ပေါ့ရောက်ရှိနိုင်ရင်တော့မှပဲဒီ online ကကျွန်တော်တို့ဒီချမ်းမာရေးစေကုသမှုတွေကိုခံယူနိုင်ဖို့အတွက်လိုအပ်တယ်နောက်ဆုံးအနေနဲ့ကတော့ဒီကာလာကကျွန်တော်တို့ဒီလူတိုင်းကတော့ဒီသူသားဆံမှုရှိတဲ့လူတိုင်းအနေနဲ့ကတော့ဒီကာလမှာပြည်တွင်းနေပြည်ပနေစိတ်ချင်းနေနဲ့စိတ်ကတော့နည်းနည်းများထိခိုက်ကြမယ်အဲဒီလိုကာလမှာဆိုတော့ကိုစိတ်ကိုသိရှိနားလည်ဖို့ပေါ့အမျိုးလဲတကယ်လို့လိုအပ်ရင်တော့မှပဲကျွန်တော်တို့ဒီလိုအပ်တဲ့ကုသမှုတွေနောက်ပြီးဒီနှစ်သိမ့်ဆွေးနွေးပညာပေးမှုတွေရဖို့အတွက်ဒီ certified counselor တွေစီ psychologist တွေ psychiatrist တွေစီမှာရရှိဖို့အတွက်လည်းလိုအပ်တယ်ပေါ့အဲဒီလောက်ပါပဲအကုန်လုံးကျမပြီးရှေ့ဆက်ပြီးတော့မှကျွန်တော်တို့ရှေ့ဆက်ပြီးအကုန်အဆင်ပြေကြပါစေပေါ့ကျေးဇူးပါ